အဲ့တော့အခုဆက်စီကိုပေါ့နော်ညီမလေးအခုလက်ရှိဘယ်တန်းလေးမှာတက်ရောက်နေလဲဆိုတာလေးပြောပြပါဦးနော် pre-intermediate speaking class မှာတက်ရောက်နေတယ် N3 speaking class ကိုတက်နေရပါဟုတ် speaking တန်းတက်တဲ့ခါမှာပေါ့နော်ဘာကြောင့်နိုလန်ကျောင်းကိုရွေးချယ်ခဲ့ဆိုတဲ့အကြောင်းရင်းလေးပြောပြပေးပါဦးနော် ဟုတ်ကဲ့ရှင်ကျောင်း line ပေါ်မှာအများကြီးရှာခဲ့ join လဲ join ဝင်เนาะဒါပေမဲ့ new line မှာတက်တိကတဲ့ဒီ one by one ဆိုတဲ့ဥစ္စာရယ်ပြီးတော့ဈေးနှုန်းလေးကြည့်လိုက်ခါမှာလည်းညီမတို့တက်နိုင်နေခြင်းမှာပါတယ်ပေါ့နော်ပြီးတော့အချိန်ကလည်းညှိလို့ရတယ်ပြီးတော့ sensei ကိုလည်းအကယ်၍ကိုအဆင်မပြေကြောင်းလို့ရတယ်ဆိုပြီးတော့အဲ့လေးတွေ့ရတဲ့အတွက်ကြောင့်မလို့ပြီးတော့ review လေးလည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဇန်ကြည့်ခဲ့ရပါရှင် ဟုတ်စပြီးတော့အဲ့ဒီသင်တန်းကအဲ့ဒီ Facebook က review တွေပါလေတွေ့ပြီးတော့ပေါ့one by one ဖြစ်နေရအောင်အဓိကကြိုက်တာပေါ့နော်အဲ့နဲ့ကြည်လိုက်ရှာကြည့်လိုက်ရောကြတော့အချိန်တွေလည်း flexible ဖြစ်တယ်ပေါ့နော်သတ်မှတ်ထားတဲ့အချိန်တွင်းမှာဝင်တက်ရပြီမဟုတ်ဘဲနဲ့ကိုနဲ့အဆင်ပြေနိုင်မဲ့ရက်မျိုးတွေအချိန်မျိုးတွေကိုလုံးဝအဲ့လိုညှိလို့ရတာမျိုးအဲ့လိုတော်တော်ကြိုက်သွားရပေါ့နော်ပြီးတော့နောက်တကယ်တက်ကြည့်လိုက်ကြတော့သူ့မှာ course တစ်ခုပါရှိနေတာပေါ့နော် course လည်းရှိနေပြီးတော့အဲ့ဒီ course နဲ့စင်ပြေအောင်တင်သွားတာပေါ့နော်ပထမတော့ဒီလိုပဲတက်ရမယ်ပေါ့ဆိုပြီးတဲ့ပြီးကြောင့်နောက်တစ်ခါ placement test ဒီပါတစ်ခုရှိနေတာပေါ့နော်တက်လိုက်တာနဲ့ကိုနဲ့ကိုက်ညီမယ်လေပဲတစ်ခုပေါ့နော်မတက်ခင်ကတည်းကအရင်သိရပြီးတော့မှဝင် join လိုက်ရတော့လေတော်တော်ကြီးကိုကိုက်ညီမှုရှိတာကိုတွေ့ရတယ်ပေါ့နော် ကျေးဇူးတင်ပါတယ်တော့